အားလုံးပဲမင်္ဂလာပါမြင့်ချူမီဘောကကြိုဆိုပါတယ်ရှင်အတွေ့တို့ဆိုင်မှာပစ္စည်းချက်ဝင်ထားတဲ့ဒုအထူဗီဒီယိုကြီးပဲဖြစ်ပါတယ်တကားက9ရွက်နဲ့ပြုလုပ်ပေးထားပြီးတော့အလယ်မှာအန်ဆွဲအကြီး3လုံးနဲ့ထည့်ပေးထားပါတယ်အန်ဆွဲအကြီး3လုံးထဲမှာလည်းစာရွက်စာတမ်းလေးထည့်ပြီးတင်ထားလို့ရပါတယ်ရှင်သူကဒုအထူဆိုတာကတစ်လုံးလုံးဒုအထူနော်100ရာခိုင်နှုန်းဒုအထူ100ရာခိုင်နှုန်းကျွန်းသားနဲ့ပဲပြုလုပ်ပေးထားဖြစ်ပါတယ်ဒီဘက်ဘေးဘက်ချမ်းကတလက်မဒုအထူဖြစ်ပါတယ်ရှင်ဒီမှာပါတလက်မဒုအထူပါဒီဘက်ကလုံးဝဂင်းပြည့်ချက်ပြည့်တလက်မဒုအထူပဲပြုလုပ်ပေးထားပြီးတော့ဒီခင်းပေါ့နော်ဒီနောက်ပိတ်တွေကလည်းအထူပဲဖြစ်ပါတယ်အမိုးကလည်းငါးမှုဒုနဲ့အထူပိတ်ပေးထားဖြစ်ပါတယ်ကျွန်မအတွင်းကန်းတွေအကုန်လုံးကိုလိုက်ကအချောလေးဆွဲပေးထားပါတယ်ရှင့်ဈေးနှုန်းလေးကတော့35သိန်း5000ကျပ်ဖြစ်ပြီးတော့ဈေးနှုန်းပြောင်းလဲလေးရှိနိုင်ပါတယ်ဗီဒီယိုရဲ့ဒီအမောက်တွေကအစားအကုန်လုံးအုပ်ပတ်ပေးထားပါတယ်ဆိုင်မှာအသိရှိတာဖြစ်တဲ့အတွက်ရန်ကုန်မြို့ထဲကိုမြင်းကြီးပို့ကအခမဲ့နဲ့ပြုလုပ်ပေးပါတယ်ရှင့်မြင်းကြီးပို့ကအခမဲ့ပြုလုပ်ပေးပါတယ်အိမ်ရောက်ငွေချေစနစ်ပါနယ်မြို့နယ်တွေအတွက်ဆိုရင်တော့အိမ်ရောက်ငွေချေလုံးဝမရပါဘူးရှင်ဆိုင်အော်လာကွန်ဖမ်းဖြစ်တယ်ဆိုစီရန်တဝက်ကောက်ထားပြီးတော့ကြံကိုခရရောက်ငွေချေအိမ်ရောက်ငွေချေစနစ်နဲ့မရပါဘူးရှင်ကျေးဇူးတင်ပါတယ်ရှင်